ရခိုင်ပြည်ကွားမြို့နယ်ကျင်းတလီမြို့မှာစစ်ကြံဘုံသီးပောက်ကွဲပြီးတော့အသက်14နှစ်အရွယ်လူငယ်တဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါရယ်။သေဆုံးသွားသူတွေကတော့ကျင်းတလီမြို့ကအသက်14နှစ်အရွယ်လူငယ်တဦးဖြစ်ပြီးလောလောဆယ်မှာနှမေကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့မောင်အောင်သူစိုး14နှစ်နဲ့မောင်နေမျိုးကျော်ခေါ်အလင်းဆက်73နှစ်တို့ဖြစ်ကြပါရယ်။ဒီဇင်ဘာလ20ရက်နေ့နေ့လယ်ပိုင်းမှာကျင်းတလီမြို့အနာတောင်ပေါ်မှာစစ်ကြံဘုံသီးကိုထုခွဲကစားရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးအခုလိုထိခိုက်သေဆုံးသွားခဲ့ကြရတာပါ။သေဆုံးသွားတဲ့လူငယ်နဲ့တရားရရှိသွားသူတွေဟာစီးရဲနံပါတ်တဲ့မိသားစုကလူတွေဖြစ်ကြတာကြောင့်စေဝါကူတာစရိတ်တွေလည်းလိုအပ်နေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောကြပါရယ်။ရခိုင်ပြည်မှာစစ်ကြံလက်နက်ဘုံသီးပောက်ကွဲမှုတွေမြင့်တက်နေလို့သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်းအမြန်ဆုံးရှင်းလင်းပေးဖို့လိုအပ်တယ်လို့ဒေသခံတွေကတောင်းဆိုနေကြပါရယ်။